Taurus ရာသီပါးတွေအတွက်ဒီစကြည့်ရဲ့ချိန်ကနေစပြီးတော့တစ်လအတွင်း generating လေးကိုဖတ်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီငွေကြေးပေါ့နော်ငွေကြေးနဲ့အလုပ်ကင်အတွက်ဆိုရင်ဒီအလုပ်ကင်မှာတင့်အတွက်ဒီကာလတွေမှာပေါ့နော်အရန်ကိုအဆင်ပြေနေမယ်တက်တောင့်တက်တာရှိပြီးတော့စိတ်ကောလူရောပေါ့နော်တက်တောင့်တက်တာရှိပြီးတော့စိတ်ချမ်းသာနေတဲ့အနေအထားလေးတွေတော့ဟိုကြုံလာရမယ်ပေါ့နော်ကြုံလာရမှာတွေ့တယ်နောက်ပြီးတော့တင်ကလည်းအခုအချိန်မှာတင်ရဲ့အလုပ်မှာပေါ့နော်အလုပ်လုပ်ငန်းဝင်ထဲမှာရှိနေတဲ့သူဆိုလို့ရှိရင်လည်းဒီအရန်ကိုဒီပေါ့နော်တီထွင်ဖန်တီးမှုစွမ်းအားတွေအရန်မြင့်မားနေတာကိုတွေ့ရတယ်အဲ့ဒီအပြင်ကိုဒီတင်းရဲ့စိတ်အားထက်သန်မှုတွေတင်းရဲ့စ조사အားထုတ်မှုတွေပေါ့နော်အဲ့ဒီအရာတွေကဒီတင်းရဲ့ဘေးနားမှာရှိတဲ့လုပ်ဖို့ကင်ဘက်တွေပတ်ဝန်းကျင်ကလူတွေကိုတောင်မှပဲတင်းကဒီသူတို့ကိုပေါ့နော် motivation တွေပေးနိုင်လောက်တဲ့အထိကိုဟိုတင်းကိုသူတို့အာယုံစိုက်မိနိုင်တယ်ပေါ့နော်နှစ်သက်သဘောကျနိုင်တယ်ပေါ့နော်အဲ့ဒါလေးလည်းတွေ့ရတယ်အကယ်၍ပေါ့အလုပ်ရှာနေတဲ့သူတွေတော့၎င်းဒီအလုပ်ပြောင်းဖို့အတွက်စဉ်းစားနေတဲ့သူတွေဒါမှမဟုတ်လေဒီအလုပ်အကင်တစ်ခုအသစ်စဖို့စဉ်းစားနေတဲ့သူတွေပေါ့နော်အဲ့အတွက် decision ချဖို့အတွက်စဉ်းစားနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်အခုကာလမှာပေါ့နော်ဒီဖန်တီးဘယ်လိုပြောမလဲအမှုပညာနဲ့ပတ်သက်တာမျိုး fashion အလှပပေါ့နော်အဲ့လိုမျိုးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဒီတီထွင်ဖန်တီးမှုနယ်ပယ်ပေါ့နော်အဲ့လိုနယ်ပယ်တွေမှာတင်ကကောင်းကောင်းတင်တဲ့အဆင်ပြေတယ်နောက်တင်ကောင်းကောင်းအလုပ်လုပ်ဆောင်နိုင်တယ်ဆိုတာကိုလည်းသူကလမ်းညွှန်ပေးနေတယ်ပေါ့နော်ဒီငွေကြေးမှာလည်းဒီကကြတော့Empress Cup ပေါ့နော်အခုကြာတာကဒါငွေကြေးအတွက်လည်းကောင်းမွန်တဲ့အချိန်တစ်ခုကိုပြနေတယ်ငွေကြေးစီးဆင်းမှုလည်းကောင်းနေမယ်ငွေကန်တွေကောင်းနေမယ်ငွေကြေးထက်ပူပန်စရာတိတ်မရှိဘူးဆိုတော့အနေထားလေးကိုပြနေတယ်ဒီရင်းနှီးမြှုပ်နှံမှုပေါ့နော်ကိုကတခုခုအတွက်ကိုလုပ်မယ်ဆိုလို့ရှိရင်ဒီတင်းရဲ့အလိုလိုတိစိတ်ပေါ့နော်အလိုလိုတိစိတ်တင်းစိတ်တွေကပြောနေတဲ့စကားတွေပေါ့အဲ့ဒီအရာတွေနောက်ကိုလိုက်ပြီးတော့လှုပ်ဆောင်မှုလို့တယ်ဒါအချိန်ကောင်းပဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုဖြစ်ချင်နေတဲ့စိတ်ဆန္ဒတွေပေါ့အဲ့ဒီစိတ်ဆန္ဒတွေနောက်ကိုလိုက်မယ်ဆိုလို့ရှိရင်ဒါကောင်းမွန်တဲ့ရလဒ်တွေကိုရမယ်ဆိုတာကိုလည်းသူကတော့ညွှန်ပြနေရပေါ့နော်ဒါပေမဲ့တခုရှိတာကတင့်မှာအဲ့လိုပေါ်ကျယ်ဝါမှုတွေပေါ့နော်တင့်မှာအဲ့လိုအဆင်ပြေလာတယ်ငွေကြေးအဆင်ပြေနေတယ်အဆရတိတ်ပူပန်စရာမရှိတဲ့အနေအထားမှာတင့်အတွက်ပေါ့နော်တင်အနီးနားမှာရှိတဲ့ဒီလိုအပ်နေတဲ့သူတွေချို့တဲ့နေတဲ့သူတွေပေါ့နော်ဒါ sharing လုပ်ပေးဖို့အတွက်ကိုတော့မမေ့ပါနဲ့အဲ့လိုလုပ်ပေးခြင်းအပြင်လည်းတင်ဒီထက်ငွေကန်နေပေါ့နော်ငွေကန်အလောက်ကန်နေပို့ပြီးကောင်းမွန်မယ်ဆိုတာကိုလည်းသူကတော့တတိပေးတယ်ပေါ့နော်လှုပ်ဆောင်စေခြင်းနဲ့နောက်ဒီ Empress ကကြတော့ပြောရရင်ဒီမိခင်တယောက်ရဲ့ energy အပြည့်အဝပေးတဲ့ကတ်ပေါ့နော်အိုက်ကတ်ဖြစ်တဲ့အတွက်တင်ကိုယ်တိုင်ကလည်းမိခင်တယောက်ဖြစ်နိုင်တယ်လို့ပေါ့နော်အခုကြည့်နေတဲ့သူဒီမိခင်တယောက်ဖြစ်တဲ့မိခင်တယောက်လည်းဖြစ်နိုင်တယ်လို့တချို့ဆိုလို့ရှိရင်ဒီလိုမိခင်စိတ်ပေါ့မိခင်စိတ်ရှိပြီးတော့အဲ့လိုနူးညံ့ပြီးတော့စာနာတနာတတ်တဲ့စိတ်ရှိတဲ့သူမျိုးဖြစ်နိုင်တယ်တချို့ဆိုလို့ရှိရင်လည်း single man လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလူမျိုးတွေဖြစ်နိုင်တယ်တကယ်လို့ကြည့်တဲ့သူကယောက်ျားတယောက်ဆိုလို့ရှိရင်ပေါ့နော်အမျိုးသားတယောက်ဆိုလို့ရှိရင်တင်နဲ့အခုအချစ်ရေးမှာတော့၎င်းပေါ့နော်အဲ့လိုတင်ဒီလို feminine energy များပြီးတော့တကယ်ကိုချောမောလှပတဲ့အမျိုးသမီးတယောက်နဲ့တင်ဟာတွေးဆုံရဖို့ရှိတယ်တချို့ဆိုလို့ရှိရင်လည်းဒီနည်းနည်းတွေးဆုံနေပြီပေါ့နော်အဲ့လိုပုံစံအနေထားလေးလဲတွေ့ရတယ်ပေါ့နော်ဒါကြတော့ Empress ကကြတော့သူ့မှာအဲ့လိုမိခင်စိတ်ရှိရဲနောက်ပြီးတော့ပြုစုပြိုးထောင်ပေးလို့စိတ်တွေပေါ့နော်အဲ့လိုမျိုးတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအဲ့ဒီအချက်တွေကပဲတင်ကပို့ပြီးတော့လူတွေရဲ့ဆွဲဆောင်လူတွေရဲ့ဘယ်လိုပြောစိတ်ဝင်စားခြင်းကိုပို့ပြီးတော့ခံရနိုင်တယ်ပေါ့နော်အကယ်၍တင်ကအခုကြည့်တဲ့သူကပေါ့နော်အမျိုးသားဖခင်တယောက်ဖြစ်မယ်ဆိုလို့ရှိရင်လေဒါတင်ရဲ့သားသမီးတွေပေါ့နော်တင်ရဲ့သားသမီးတွေရှိခဲ့မယ်ဆိုရင်ပေါ့သားသမီးတွေနဲ့ connection ပေါ့နော်communication လုပ်ဖို့ဆက်သွယ်ပြောဆိုတဲ့နေရာတွေပို့ပြီးတော့လုပ်ပါပေါ့နော်ပို့ပြီးတော့နားလည်မှုယူပါနောက်သူတို့ကိုပြုစုပြောထောင်လို့စိတ်တင့်မှာရှိတယ်ဆိုရင်တော့ဒါကိုထုတ်မပြခဲ့ဘူးဆိုလို့ရှိရင်ဒီအချိန်မှာဒါတွေကိုပေါ့နော်သူတို့မြင်သာထင်သာအောင်ထုတ်ဖော်ပြတင်တယ်ဆိုတာကိုတော့
ပြောချင်တယ်ပေါ့နော်အကယ်၍ဒါ single ဒီလို single ပဲဖြစ်မယ်ပေါ့နော်တင်ကမိဘတအူမဟုတ်ဘူးဆိုရင်တော့မှပဲဒီပေးချင်တဲ့သူရဲ့ message ကတော့အတူတူပဲပေါ့နော်အခုချိန်မှာတင်မှာဒီလိုမိခင်စိတ်ဖခင်စိတ်တွေပြေးဝနေမယ်လူတွေပေါ်မှာအဲ့လိုစာနာတနာစိတ်တွေပြုစုပြိုးထောင်ပေးစိတ်တွေအဲ့လိုဘယ်လိုပြောမလဲဒီလူမှုရေးပေါ့နော်လူမှုရေး volunteer လုပ်ချင်တဲ့စိတ်ဆန္ဒတွေအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေလည်းဖြစ်ပေါ်နေတတ်တယ်ပေါ့နော်နောက်ဒီအခြေရေးအတွက်ဆိုလို့ရှင်လဲဒါအခြေရေးအတွက်က Empress ကvery positive ကပ်ပဲပေါ့နော်သူကအရန်ကောင်းတယ်single တွေအတွက်ရင်ပြောမယ်ပေါ့နော် single တွေဆိုလို့ရှိရင်လည်းဒါကတင်တို့ကတင်အရင်မျှော်လင့်နေခဲ့တဲ့တင်တောင်းတနေခဲ့တဲ့ပေါ့နော်ဒီလို manifest လုပ်ထားတဲ့အချစ်တကယ်ကိုအချစ်စစ်နဲ့ချစ်ပေးနိုင်မယ်မေတ္တာပေါ့နော်မေတ္တာစင်မေတ္တာမှန်နဲ့ချစ်ပေးနိုင်မယ်သူတယောက်ကတင့်စီကိုဒီလာမဲ့လမ်းကြောင်းပေါ်မှာရှိနေပြီပေါ့နော်တချို့ဆိုလို့ရှိရင်လည်းဒါတွေ့ရင်လည်းတွေ့နေလောက်ပြီပေါ့နော်ကိုတွေ့နေတဲ့သူဒီကောင်းမွန်တဲ့ကိုအတွက်စစ်မှန်တဲ့မေတ္တာကိုပေးနိုင်တဲ့သူမျိုးဖြစ်တယ်ဆိုတာကိုတော့ပြောချင်တယ်ဒီလိုပေါ့နော်တစ်ဖက်လူပေါ့တင်တို့ရဲ့တစ်ဖက်လူက Taurus နဲ့ Libra အခုက Taurus အတွက်ကြည့်တာဆိုပေမဲ့ဒီ Empress ကလည်း Taurus နဲ့Libra ကိုလည်းသူကမြင်ရတယ်ပေါ့နော်သူတို့တွေလည်းဖြစ်နိုင်တယ်ဒီလို Venus ဂျိုကအုပ်စိုးထားတဲ့ဒီ zodiac sign တွေပေါ့ Taurus နဲ့ Libra တွေကဖြစ်နိုင်တယ်အကယ်၍အဲ့လိုzodiac sign တွေကမဟုတ်ဘူးဆိုလည်းပြဿနာမရှိဘူးပြောချင်တာကဒီ Venus ဂျိုအုပ်စိုးတဲ့ပြရုပ်ကိုပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတင်းရဲ့တစ်ဖက်လူကတကယ်ကိုချစ်မြတ်တာစိတ်ကြီးမားတဲ့သူမျိုးပေါ့နော်အလှချောမောပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲဒီကြည့်လို့ကောင်းတယ်ပေါ့ကြည့်လို့ကောင်းတယ်မေတ္တာစိတ်ရှိတယ်တနာညာတာတတ်တယ်အဲ့လိုလူမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဒီ relationship မှာဆိုလို့ရှိရင်လည်းပြောရရင်တင်တို့ရဲ့ဆက်ဆံရေးကအခုချိန်မှာပို့ပြီးတော့အရင်ထက်ပို့ပြီးတော့အဆင်ပြေနေမယ်ချောမွေ့နေမယ်တယောက်နဲ့တယောက်ပို့ပြီးတော့ပေါ့နော်ဒီထက်အရင်အထက်ကိုနက်ရှိုင်းနဲ့ပို့ပြီးချစ်ခင်တွေ့တာမှုတွေပို့တိုးလာမယ်ဆိုတဲ့အနေထားလေးတော့တွေ့တယ်ကောင်းတယ်ပေါ့နော်ဒီသူကကောင်းမွန်တဲ့ချစ်ခင်မှုရဲ့ချစ်မြတ်တာတရားရဲ့ပြရုပ်တစ်ခုဖြစ်တဲ့ညွှန်ပြမှုတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကက်ကတော့ဒီအချစ်စိတ်မှာပျော်မွေ့နေသူတွေအတွက်ကတော့အများဆုံးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီအိမ်အောင်ရေးထဲမှာရှိနေတဲ့သူတွေဒီကလေးပေါ့နော်ကလေးကိုမျှော်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒါသတင်းကောင်းပဲကိုဝင်ဆောင်ကတ်တွေထဲမှာသူကဒီမေဂျာကတ်တွေကတခုအကောင်းဆုံးကိုဝင်ဆောင်ကတ်တစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသားသမီးယတနာရနိုင်တယ်ပေါ့နော်ရနိုင်တယ်ဆိုတာကိုလည်းတွေ့ရတယ်အကယ်၍ကိုဝင်မီးဖွားဖို့နည်းနည်းနီးနေပြီဒီကြည့်တဲ့သူတွေတဲမှာပေါ့နော်ကိုဝင်ဆောင်မိခင်နေပါမယ်ဆိုလို့ရှင်လည်းတင်ဒီကလေးကိုချောမွေ့လွယ်ကူပဲမွေးဖွားနိုင်မယ်ဆိုတာကိုလည်းတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အဲ့လိုဒီအရင် commitment merit light တီကိုမရှိသေးတဲ့ဇုံတွဲတွေအတွက်ဆိုလို့ရှိရင်ဒါဒီကိုဝင်ဆောင်ကတ်တတိပေးချက်တစ်ခုလည်းဖြစ်တဲ့အတွက်ကိုကဒီမိဘဘဝအတွက်ကိုပေါ့နော်အစင်သစ်မဖြစ်သေးဘူးဆိုလို့ရှိရင်ဒါတင့်လျော်တဲ့ကြိုတင်ကာကွယ်မှုတွေကိုပြုလုပ်ဖို့အတွက်ကိုလည်းတတိပြုပါပေါ့နော်